performance မိုက်တဲ့ Redmi Turbo ဖုန်းတွေရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲဒီနေ့ခေတ်မှာဖုန်းတစ်လုံးကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝရဲ့အရေးပါဆုံးအစိပ်ပိုင်းတစ်ခုဖြစ်လာပါပြီ။ Game ဆိုတာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အမှတ်တရတွေကိုဖမ်းယူသိမ်းဆည်းရပဲဖြစ်ဖြစ်ဖုန်းတစ်လုံးရဲ့စွမ်းဆောင်ရည်ကအလွန်အရေးကြီးပါတယ်။ဒါကြောင့်စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းတစ်လုံးကိုဝယ်ယူအတွက်ဆိုတာဈေးနှုန်းမြင့်တဲ့အတွက်အားလုံးအတွက်တော့မလွယ်ကူပါဘူး။ဒီလိုအချိန်မှာ Redmi Turbo ဖုန်းတွေကဈေးနှုန်းနဲ့စွမ်းဆောင်ရည်ကိုမျှတအောင်လို့ထုတ်လုပ်ထားဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားစရာကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။ဒီနေ့မှာတော့ Redmi Turbo ဖုန်းတွေရဲ့အားသာချက်တွေထူးခြားချက်တွေနဲ့ဘာကြောင့်ရွေးချယ်တင်လဲဆိုတာကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Performance ကောင်းခြင်း Qualcomm ရဲ့ Snapdragon 8S Gen 3ကိုသုံးထားတာကြောင့် Game ဆိုတာ FD အများကြီးသုံးတာတွေအတွက်စွမ်းဆောင်ရည်အတော်လေးကောင်းမွန်ပါတယ်။မျက်နှာပြင်အရည်အသွေးကောင်းမွန်ခြင်း AMOLED မျက်နှာပြင်နဲ့ 120Hz refresh rate ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ရတာအတော်လေးအယောင်စုံလင်ပြီးတော့တော်တော်ကောင်းမွန်ပါတယ်။ Dolby Vision နဲ့ HDR template လည်းပါဝင်ပါတယ်။အားမြန်သွင်းနိုင်ခြင်း90W fast charging ကိုအသုံးပြုပေးထားတာကြောင့်မို့လို့ဘက်ထရီကိုအချိန်တိုအတွင်းအားမြန်ပြည့်နိုင်စေပါတယ်။ Camera 15 megapixel dual main camera ပါဝင်တာကြောင့်မို့လို့ပုံရိပ်အရည်အသွေးကောင်းမွန်ဖို့အတွက်ရွေးထားပါတယ်။နောက်ဆုံးပေါ် software တွေ Android 14 နဲ့ Xiaomi ရဲ့ Hyper OS တို့နဲ့အတူထွက်ရှိလာပါတယ်။မျက်နှာပြင်ကာကွယ်မှု Corning Gorilla Glass Victus ပါဝင်ပါတယ်။အဓိကအားဖြင့် Redmi Turbo ဖုန်းတွေကဈေးနှုန်းနဲ့စွမ်းဆောင်ရည်ကိုမျှတအောင်လို့ထုတ်လုပ်ထားတဲ့ဖုန်းတွေလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ Game ဆိုတာစွမ်းဆောင်ရည်မြင့်တဲ့ဖုန်းတင်းတင်းတဲ့ဈေးနှုန်းနဲ့ဝယ်ချင်တဲ့လူတွေအတွက်အဆင်ပြေစေပါတယ်။ခုလိုအကြောင်းအရာတွေစိတ်ဝင်စားနေဆိုရင်တော့ကိုနေမင်း mobile ရဲ့ TikTok Facebook Viber နဲ့ Telegram channel တွေကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်ကကိုနေမင်း mobile ပါ